ကဘာရင်နဲ့ငါးပုံတစ်ပုံဖြတ်တန်းနေတဲ့လမ်းကြောင်းကြီးပိတ်သွားရင်ဘာဖြစ်မလဲထိတ်တန်း AI ခေါင်းဆောင်ရဲ့အိမ်ကိုမီးလောင်ပုံပစ်ခံရတဲ့အထိတ်တလန့်ဖြစ်ရဲ့ဒါပေမဲ့ဒီလိုကဘာအကြက်တဲတွေကြားတဲ့ကနေဘယ်သူမှမတားနိုင်မဲ့ဒေါ်လာ9300ကိုအကြံပရန်ဖောက်ထွက်သွားတဲ့ Bitcoin ကဘာစီးပွားရေးကြီးဇောက်ထိုးမိုးမျောဖြစ်သွားပြီလားမင်္ဂလာပါရှင်ပဂတိမှန်တဲ့ချိန်စီးပွားသတင်းအိမ် House of New Era ကနေကြိုဆိုပါရရှင်ပထမဆုံးကဘာရွှေစည်းကွက်ကိုကြည့်ရအောင်ပါအမေရိကန်ရဲ့ငွေကြေးဖောင်းပွားမှုနှုန်း CPI ဟာမျှော်မှန်းထားတာထက်ပိုတက်လာတဲ့အတွက်အမေရိကန်ဗဟိုဘဏ် FED အနေနဲ့အတိုးနှုန်းလျှော့ချဖို့နောက်ဆုတ်သွားနိုင်တယ်ဆိုတဲ့ခန့်မှန်းချက်တွေထွက်ပေါ်လာပါတယ်။ရွှေဟာအတိုးအမြတ်မရတဲ့ပိုင်ဆိုင်မှုဖြစ်တာကြောင့်အတိုးနှုန်းမလျှော့ဘူးဆိုတဲ့သတင်းကရွှေဈေးအပေါ်ဖိအားကြီးမားစွာတက်ရောက်ခဲ့ပြီးပေါ့ကိုဟာတအောင်စကို4980.43ဒေါ်လာဝန်းကျင်နဲ့ဈေးကျပိတ်သိမ်းခဲ့ပါတယ်။ဒီကရဲကြောင့်ဒီကနေ့မနက်ပိုင်းပြည်တွင်းရွှေဈေးကွက်မှာအကယ်ဒမီမီလင်းရွှေ16ပဲရေဟာရမန်လေးကထက်တစ်ချက်သားကို3,200,000ကျပ်အထိအကြီးအကျယ်ထိုးကျသွားခဲ့ပြီးရောင်းဈေး105,500,000ကျပ်သာရှိပါတော့တယ်။ကမ္ဘာရွှေဈေးကွက်မှာဖိအားတွေရှိနေချိန်မှာပဲကမ္ဘာဒေါ်လာဈေးကွက်မှာတော့လားရာတစ်မျိုးပြောင်းနေပါတယ်။အမေရိကန်အီရန်အပြစ်ခတ်ရဲစဲရေးမျှော်လင့်ချက်တွေထွက်ပေါ်လာတဲ့အတွက်စစ်ပွဲစကတဲ့ကစိုးရိမ်စိတ်နဲ့ Safe Haven အဖြစ်ဒေါ်လာကိုအလို့ရက်ဝယ်ယူစုဆောင်းထားတဲ့ယင်းနှိမ့်မြုံနှံသူတွေဟာဒေါ်လာကိုပြန်လည်ထုတ်ရောင်းလာကြတာဖြစ်ပါတယ်။ဒါကြောင့်ဒေါ်လာအင်ဒက်ဟာဒီတစ်ပတ်အတွင်း1.3%ခန့်အထိတိတိတသာကျဆင်းသွားပြီး98.44 ပွိုင်ဝန်းကျင်မှာရပ်တည်နေပါတယ်။ကမ္ဘာဒေါ်လာဈေးကျဆင်းမှုနဲ့အတူပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်းတွေကလည်းအားလုံးထိုးကျသွားပါတယ်။အမေရိကန်ဒေါ်လာဟာ80ကျပ်ခန့်ရုတ်တရက်ကျဆင်းပြီးရောင်းဈေး4,200ကျပ်ထိုင်းဘတ်ရောင်းဈေး130.9ကျပ်တရုတ်ယွမ်ရောင်းဈေး612ကျပ်မလေးရှားရင်းဂစ်ရောင်းဈေး1,052ကျပ်ဂျပန်ယန်ရောင်းဈေး26.22ကျပ်စင်ကာပူဒေါ်လာရောင်းဈေး3,280ကျပ်နဲ့တောင်ကိုရီးယားဝမ်ရောင်းဈေး2.81ကျပ်အသီးသီးနဲ့ဈေးကွက်အားလုံးအကျဘက်ကိုပြသနေပါတယ်ရှင်အခုလိုငွေကြေးဈေးကွက်တွေအကျဘက်ပြနေပေမဲ့ရေနံဈေးကွက်ကတော့လက်တွေ့မြေပြင်မှာအကြီးမားဆုံးအကျက်တဲနဲ့ရင်ဆိုင်နေရဆဲပါကမ္ဘာရေနံတင်ပို့မှုရဲ့9ပုံတစ်ပုံဖြတ်တန်းသွားလာနေတဲ့ဟော်မုတ်ရေလက်ကြားမှာအီရန်ကမိုင်းတွေထောင်ထားခဲ့ပြီးအဲ့ဒီမိုင်းတွေကိုအမြန်ရှင်းလင်းဖို့နည်းပညာအခက်အခဲရှိနေပါတယ်ဒါကြောင့်ချက်ချင်းပို့ဆောင်ရမယ့်လက်ငင်းရေနံ physical cruise တွေဟာရေလမ်းကြောင်းပိတ်ဆို့မှုနဲ့ရေနံပြတ်လတ်မှု supply short အနေနဲ့ကြောင့်စံချိန်တင်အမြင့်ဆုံးဈေးတွေမှာရှိနေပါတယ်ကြိုတင်စာချုပ်ဈေးနှုန်းတွေဖြစ်တဲ့ WTI ရေနံစိမ်းကတော့တစ်စီကို96.5 ဒေါ်လာ Brent ရေနံက95.23 ဒေါ်လာကိုအနည်းငယ်ကျဆင်းသွားပါတယ်ပြည်တွင်း73စီဈေးကွက်မှာတော့ယနေ့ဈေးနှုန်းတွေငြိမ်နေပြီး92လီတာကို4,935ကျပ်ရိုးရိုးဒီဇယ်6,485ကျပ်မှာဆက်လက်ရပ်တည်နေပါတယ်ရှင်ဒီလိုကမ္ဘာရေနံလမ်းကြောင်းပိတ်ဆို့မှုတွေကြားမှာ AI နည်းပညာလောကကိုပါလှုပ်ခတ်သွားစေတဲ့သတင်းတစ်ခုကတော့ Open AI အမှုဆောင်အရာရှိချုပ်ရဲ့နေအိမ်မီးလောင်ပုံနဲ့တိုက်ခိုက်ခံရမှုပါဒီဖြစ်ရပ်ကတက်ရင်းနှီးမြှုပ်နှံသူတွေကြားမှာလုံခြုံရေးစိုးရိမ်မှုတွေမြင့်တက်စေခဲ့ပြီးဈေးကွက်အန္တရာယ်တစ်ခုအဖြစ်ရှုမြင်ခံခဲ့ရပါတယ်ဒါအပြင်အမေရိကန်ရဲ့မက်လအတွက်ငွေကြေးဖောင်းပွားမှုနှုန်း CPI ဟာ3.3%အထိခုန်တက်သွားပြီးအမေရိကန်ကတရုတ်နိုင်ငံရဲ့ chess ပြားထုတ်လုပ်မှုလုပ်ငန်းကိုတင်းကျပ်ပိတ်ဆို့မဲ့ Mad at ဥပဒေကြမ်းကိုလည်းတွန်းအားပေးနေပါတယ်ဒီလိုစိန်ခေါ်မှုတွေရှိနေပေမဲ့လည်းအပြည့်အခက်ရဲစဲရေးမျှော်လင့်ချက်တွေကပုံမလွှမ်းမိုးသွားတဲ့အတွက် AI နည်းပညာ store တွေဖြစ်တဲ့ Huawei နဲ့ Intel ဟာ35%ကျော်နဲ့36%ကျော်စီအသီးသီးဈေးတက်လာခဲ့ပါတယ်ဒါကြောင့်နည်းပညာ store တွေဥဆောင်တဲ့ Nasdaq ဟာ3.35% တက်လာက22,902.89 ပွိုင်နဲ့အစိမ်းရောင်နယ်မြေမှာအောင်မြင်စွာပိတ်သိမ်းနိုင်ခဲ့ပါတယ်တော့ဈေးကွက်မှာနည်းပညာကုမ္ပဏီတွေအားကောင်းနေသလိုပဲ Crypto ဈေးကွက်ဟာလည်းအခုရက်ပိုင်းမှာတိတိတသာအစိမ်းရောင်ပြန်တန်းလာပါတယ်အမေရိကန်မှာ Crypto ဥပဒေတွေပုံမကောင်းမွန်လာနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်တွေအပြင်လက်ရှိအချိန်မှာ BlackRock တို့အီယာမယင်းနှိမ့်မြုံနှံမှုကုမ္ပဏီကြီးတွေရဲ့ Bitcoin ETF ကိုအဖွဲ့အစည်းဆိုင်ရာယင်းနှိမ့်မြုံနှံမှုတွေစံချိန်တင်ဇက်တိုင်ဝင်ရောက်နေပါတယ်ဒါကြောင့်ကမ္ဘာအကြီးဆုံး Digital ငွေကြေး Bitcoin ဟာတစ်ကွိုင်ကို9361.2 ဒေါ်လာအထိ1.9%မြင့်တက်ခဲ့ပါတယ်အလားတူပဲဒုတိယအကြီးဆုံးဖြစ်တဲ့ Ethereum ဟာလည်းတစ်ကွိုင်ကို2,255.32 ဒေါ်လာဝန်းကျင်အထိရောက်ရှိလာပြီး2.6%အမြတ်ထွက်နေပါတယ်အခြား altcoin တွေဖြစ်တဲ့ HRP က3.9%နဲ့1.3611ဒေါ်လာSolana က1.6%အသီးသီးဈေးတက်ခဲ့ကြပါတယ်အခုလိုအလောက်ခက်များနေတဲ့အခြေအနေတွေပေါ်ကျွမ်းကျင်သူများရဲ့အဆိုအရတော့ယခုစနေတနင်္ဂနွေပါကစ္စတန်မှာပြုလုပ်နေတဲ့အမေရိကန်အီရန်ဆွေးနွေးပွဲကနေထွက်ပေါ်လာမယ့်ရ
လက်တွေကသာဒါမဲ့တနင်္လာနေ့ဈေးကွက်အဖွင့်ကိုအဓိကအဆုံးဖြတ်ပေးသွားလိမ့်မယ်လို့သုံးသပ်ထားကြပါတယ်ရှင်အခုလိုအချိန်နဲ့တပြေးညီဈေးကွက်သတင်းတွေကိုလက်လွတ်မခံရအောင် House of New Era ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ရှင်နောက်ထပ်မနက်ခင်းမှာပြန်ဆောင်ပါမယ်အားလုံးပဲအဆင်ပြေကြပါစေရှင်